အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်ဒီနေ့မှာ Microsoft Project အသုံးပြုခြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော် knowledge sharing ပြုလုပ်ပေးခြင်းတဲ့အကြောင်းအရာကသူသဖြင့်ဒီ cabinet ဘိုင်းမှာcabinet နဲ့အလုပ်လုပ်နေကြတယ်ပေါ့နော်ကျောင်းသားကျောင်းသူတွေအတွက်ရည်ရွယ်ပါတယ်ဒီ cabinet ဘိုင်းကကျောင်းသားကျောင်းသူတွေဒီသူတို့ရဲ့စာတမ်းတွေတို့ thesis တွေတို့အကျိုးလဲ assignment တွေပေါ့နော်အဲ့ဒါတွေကို Microsoft Project သုံးပြီးတော့ဖန်တီးရတဲ့အချိန်မှာဘာပြောလို့ရှိတယ်လို့ပြောရင်ဒီ network diagram ဆွဲပြပါဆိုပြီး network diagram နဲ့လာပြီးတော့ submission တင်ပါဆိုပြီးအဲ့လိုမျိုးလေးပြောတာလေးတွေရှိပါတယ်ဆိုတော့အဲ့ဒါဆိုရင်ကိုကဒီ MS project မှာပေါ့နော် schedule တစ်ခုဆွဲထားတယ်ဒါကို network diagram အနေနဲ့ဘယ်လိုမျိုးပေါ့အဆင်ပြေပြေနဲ့ပြလို့ရမယ်ပေါ့ဒါလေးကိုကျွန်တော်ဒီနေ့ knowledge sharing ပြုလုပ်ပေးခြင်းဖြစ်ပါတယ်နော်ဆိုတော့ဒါကတကယ်လက်တွေ့မှာလုပ်နေတဲ့လူတွေကတော့တိတ်အရေးမကြီးဘူးဒါပေမဲ့ academic ဘိုင်းမှာရှိတဲ့လူတွေကတော့ဒီလိုမျိုးပေါ့ကို set ထားတဲ့ schedule ကို network diagram နဲ့ပြဖို့လိုတာမျိုးလေးတွေရှိပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ MS project နဲ့ schedule တစ်ခုဆွဲထားတယ်ပေါ့နော်ကျွန်တော်ဒီမှာနောက်မှာ schedule တစ်ခုကျွန်တော်ဆွဲထားတာရှိပါတယ်ဆိုတော့ပုံမှန်ဒီ MS project နဲ့သူက schedule ဆွဲထားတယ်လို့ပြောရင်သူကဘာမြင်ကွင်းနဲ့မြင်ရတယ်လို့ပြောရင်ဒီမှာ download ကျွန်တော်တို့ရေးထားတယ်ပေါ့ Gantt chart ပေါ့နော် Gantt chart မြင်ကွင်းနဲ့သူကပြနေရှိပါတယ်ဒါ MS project ရဲ့ default မြင်ကွင်းပေါ့နော် Gantt chart ဆိုတာဘယ်လိုမျိုးလဲလို့ပြောရင်ကျွန်တော်တို့ဒီ bevel ချမ်းမှာဒီ activity လေးတွေ task လေးတွေပေါ့ဒါလေးတွေကျွန်တော်တို့ကတန်းစီရေးထားတယ်ဒီညာဘက်ချမ်းမှာတော့ဒီ activity လေးတွေကိုကိုစားပြုတဲ့ဒီဘားလေးတွေပေါ့နော်ဘားလေးတွေသူကရှိနေတာပေါ့ဆိုတော့ဒါလေးတွေကိုကျွန်တော်တို့ကဘားချက်ဒီလိုမျိုးပြလာတာကိုဘားချက် Gantt chart လို့ကျွန်တော်တို့ကခေါ်ပါတယ်ဒါ MS project ရဲ့ default view ပေါ့နော်အဲ့ဒီမှာသူကဒီလိုမျိုးဆွဲထားတဲ့ schedule ကို network diagram အနေနဲ့ပြောင်းကျင်တယ်ဆိုရင်သူက MS project ရဲ့ task menu မှာဒီဘက်အစွန်မှာ view ဆိုတဲ့နေရာလေးမှာလောလောဆယ်သူက Gantt chart ဆိုပေါ်နေတယ်ဆိုတော့အဲ့ဒါလေးကလေးနှိမ့်ကြည့်ရင်သူကဒီထဲမှာ main view တွေရှိတယ်Being view တကယ်တော့ Gantt chart ဒါလောလောဆယ်အမှန်ကျတော့ Gantt chart ဆိုတဲ့ကြောင့် Gantt chart သူကပေါ်နေတာပေါ့နော်ဆိုတော့ being view မှာသူက view တွေအများကြီးပဲတော့အပေါ်ဆုံးမှာသူက calendar ဆိုတာရှိဒါဆိုသူက calendar ပုံစံလေးဒီမှာပြောင်းသွားတယ်ကလာချင်းစီကိုပြရတယ်ပေါ့နော် calendar ပုံစံလေးဒါပြောင်းသွားဒါဆိုသူက view တစ်ခုပြောင်းသွားတာပေါ့နော်ဆိုတော့ဒီနေရာလေးပြန်ကလေးနှိပ်ကြည့်ရင် calendar Gantt chart ပြီးတော့ဒီမှာဘာရှိလဲလို့ပြောရင်ကျွန်တော်တို့ခုနပြောတဲ့ network diagram ဆိုတာရှိပါတယ်ဆိုတော့အဲ့ဒါကိုပြောင်းလိုက်တယ်လို့ပြောရင်သူကဒီမှာnetwork diagram format ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကလာပြီးတော့မြင်ရဒါပေမဲ့ဒီဟာကနည်းနည်းကြည့်ရတာတစ်မျိုးဖြစ်နေတာပေါ့နော်တချို့လည်းဒီဟာဒီနေရာလေးမှာဇွန်းရင်ဇွန်းအောင်ပေါ့နော်ဒါလေးလုပ်ပြီးတော့ကြည့်ကြရတယ်ဒါပေမဲ့ဒီမျိုးဇွန်းရင်ဇွန်းအောင်လုပ်လဲကြည့်ရတာခဏအဆင်ပြေခြင်းမှပြေတာပေါ့နော်ဆိုတော့အကောင်းဆုံးကတော့ဘာလဲလို့ပြောရင်ဒီလိုမျိုးဒီ network diagram ပြောင်းလိုက်တဲ့အချိန်မှာဒီနေရာလေးမှာသူက format menu ရှိတယ် format menu ရဲ့ဒီဘက်အစွန်မှာ collect boxes ဆိုတာရှိတယ်ဆိုတော့ဒါလေးတွေကိုကျွန်တော်တို့က box ဒီအကွက်လေးတွေကို box လို့ခေါ်တာပေါ့နော်ဆိုတော့အဲ့တော့ဒီ collect boxes ဆိုတဲ့ဟာလေးကလေးနှိပ်လိုက်တယ်လို့ပြောရင်သူကဒီ box တွေကိုသူကစုပြီးသားဖြစ်သွားဒီလိုမျိုးလေးပေါ့နော်စုပြီးသားဖြစ်သွားဆိုတော့အဲ့ဒါဆိုရင်ဒါ network diagram အနေနဲ့ကြည့်ရတာနည်းနည်းလေးအဆင်ပြေသွားတာပေါ့နော်ဒီမှာရေးထားတဲ့ဒီ number လေးတွေကသူက ID number လေးတွေ task ခုချင်းစီရဲ့ ID number ပေါ့နော်ကိုယ့်ရဲ့ customer လေးကိုဒီမှာသွားပြီးတင်လိုက်တယ်လို့ပြောရင်လည်းအဲ့ task နဲ့ပတ်သက်ပြီးတော့အသေးစိတ်သူကဖော်ပြပေးတာပေါ့နော်ဆိုတော့ဒါမျိုးဆိုရင်ကိုကဒါ network diagram အနေနဲ့ကြည့်ရတာနည်းနည်းအဆင်ပြေသွားပြီဒီမှာဆိုရင်ဒီအနီအောင်လေးတွေနဲ့ပေါ်နေတာပါလေလို့ပြောရင် critical path activity လေးတွေသူကပေါ်နေတာပေါ့နော်ဒီကြားထဲမှာကိုကဘာလို့ရသေးလဲလို့ပြောရင်ဒီ activity တွေရဲ့ကြားထဲမှာရှိရဲ့ချိတ်ဆက်မှုပေါ့နော် relationship လေးတွေကိုကပြကျင်တယ်လို့ပြောရင်သူကဒီနေရာလေးမှာ show height ဆိုတာရှိတယ်အဲ့ format menu ထဲမှာပဲပေါ့နော်အဲ့ show height ဆိုတဲ့နေရာမှာဒီမှာ link level ဆိုတာရှိတယ်ဆိုတော့အဲ့ဒါလေးကလေးနှိပ်လိုက်တယ်လို့ပြောရင်သူကဒါဒီ activity လေးတွေ task လေးတွေပေါ့နော်ဘယ်လို link ချိတ်ထားရဲဆိုတာမျိုးသူကပြပေးပါတယ်ဆိုတော့ဒီနေရာလေးမှာကိုကဘယ်လိုလုပ်ကျင်လဲပြုကျင်လဲဒါလေးနဲ့သူကကစားလို့ရတယ်အဲ့မှာသူကလောလောဆယ်ဒီအမှန်ချက်ထားတာ summary task progress summary task ပေါ့နော်ဒါလေးသူကအမှန်ချက်ထားတယ်ဒီ summary task project summary task ဆိုတာဘာတွေကိုပြောရလဲလို့ပြောရင်ကျွန်တော်တို့ဒီ Gantt chart view ပေါ့နော်ဒါလေးကိုပြန်ကြည့်ရင်သူက Gantt chart view မှာပေါ့နော်ဒီ activity လေးတွေကိုကိုကWBS အရာခွဲထားရင်ပေါ့နော်ဒီမှာကောင်းစဉ်အမဲလေးတွေကိုမြင်ရပါလိမ့်စာလုံးအမဲလေးတွေနဲ့သူရေးထားတဲ့ construction တို့ substructure တို့ footing တို့ပေါ့နော်ဒီလိုမျိုးကောင်းစဉ်အမဲလေးတွေကိုကျွန်တော်တို့ကအလွယ်ပေါ့ WBS ကောင်းစဉ်လေးတွေကျွန်တော်တို့ကခေါ်လို့ရတယ်အဲ့ဒါလေးတွေက summary task ပါဟုတ်ပြီနော်အဲ့တော့summary task ကိုတစ်ချိတ်ထားတယ်တစ်လောက်ထားတယ်လို့ပြောရင်ဒါလေးကျွန်တော်တို့မြင်ရမှာပေါ့နော်ဒီပေါ်မှာ task ID 0ရှိရယ်ဒီ task ID 0ဆိုတာတော့ project summary task ပေါ့နော်ဒါလေးကိုကမြင်နေရတာပေါ့အဲ့တော့ကိုကဒီမှာ network diagram ကိုကပြန်သွားလိုက်ပြီးတော့ဒီ format ထဲမှာပေါ့နော်ဒီ summary task တွေကိုမပြချင်ဘူးเนาะဆိုရင်ဒါလေးကိုတစ်ဖြုတ်လိုက်ပေါ့ဒါဆိုတော့ activity လေးတွေပဲကြံအဲ့မှာဟုတ်ပြီဒီ project summary task ကိုမပြချင်ဘူးဆိုရင်ဒါလေးကိုတစ်ဖြုတ်လိုက်လို့ရတယ်အဲ့ဒါဆိုရင်ဒါpurely network diagram ပေါ့နော်ဒါ activity တွေကိုပဲ link ချိတ်ထားတဲ့ network diagram ဆိုတာမျိုးကိုကပြလို့ရပါတယ်ဆိုတော့အဲ့ဒါဆိုရင်ကို
ကိုဆွဲထားတဲ့ schedule ပေါ့နော်ကိုဆွဲထားတဲ့ schedule ကိုက network diagram အနေနဲ့ submission တင်ချင်တယ်ပြုချင်တယ်ဆိုရင်ဒီလိုမျိုး format နဲ့ကိုက print ထုတ်ပြီးတော့ပဲဖြစ် PDF ပြောင်းပြီးတော့ပဲဖြစ်အဲ့ဒါမျိုးကိုကတင်လို့ရပါတယ်เนาะဒါဆိုကျွန်တော်တို့လူတွေအတွက်အဆင်ပြေကြမှာလို့ပြောရပါတယ်ကျေးဇူးတင်ပါတယ်